လှိုင်းသားရရန်ကုန်မြို့နဲ့နှိုင်းရင်လှိုင်းသားရဆိုတာမြိုင်ရာစာပဲကြပြမစံနဲ့တာဇန်နေနေတဲ့အရက်ကဘာစစ်ကိုမကြုံဘူးပေမဲ့နာခေတ်ကိုစုံဘူးတဲ့မြဝကျွန်းပေါ်ပြန်ကြတယ်ရှေးကြီးမျက်နှုရာလေကိုပြစ်လို့စက်ယုံရှာတဲ့အညာမွန်ကိုတွေရွှေပြောင်းအခြေချသူတွေစုဝေးရာလှိုင်းသားရာဆိုတာမြန်မာပြည်ရဲ့ထောဘတ်စော်မနန်နဲ့ New England ပေါ်လှိုင်းသားရာမှာကျင်၅ပွင့်ဟိုတယ်မလို့တီးရွက်ကလေးနဲ့မိခွက်ဈေးပဲလို့တယ်ရိုးစင်းမုံကမလိုက်မပါတဲ့အသင်းတော်လက်ဖက်ရည်လိုမျိုးလူမိုက်ပေါ်တယ်လို့လဲဒူးရင်သည့်အခွန်လိုနာမည်ပြတ်တဲ့မျိုးတခါတလေသူ့ကိုယ်ပေါ်ကဒူးစရိုက်တွေကိုအလုတ်သမားတပိတ်တွေနဲ့စေးကြောတတ်တယ်ကျူးကျော်ရက်ကွက်နဲ့ချွေးဆက်တွေမသေးုံထမင်းတနက်နဲ့ချက်အရက်နဲ့တွေစက်ယုံမီးခိုးနဲ့သွေးထွက်တန်ယူရံပွဲတွေဟာလူရင်ကျေးတို့ဒေသမှာမရနိုင်တဲ့လှိုင်းသားရာရဲ့ special menu တွေပါပဲရှွန်စင်မှာစိုးသူတွေခြေမချတဲ့အရက်ကိုကဘာကျော်မင်းသမီးဂျိုလီလာတယ်ဒေါ်အောင်ဆန်းစုကြည်လာတယ်အဲ့ဒါလိုမျိုးဟာမြမຫນွေဦးတော်လန်ရေးမှာတရီဂျိုးတင်းအောင်ကိုင်မိန်းမတွေကနှုတ်စကားကြမ်းကြမ်းယောက်ျားတွေကဒုတ်ဓာတရန်ရန်နဲ့ကလေးလူကြီးအကုန်သွေးအတူနီးပုံကဖိရင်ကြွမယ်ထိရင်ချမယ်တဲ့ပထမဆုံးခုခံစစ်ဟာအဲ့ဒီမှာကလကာဖွင့်ခဲ့တယ်စွန်ထွက်တန်ဖိုး theory ကိုအနက်မခံဘူးပေမဲ့သေမထူးနေမထူးဒသနာဆိုတာသူတို့ကွန်ထရီအင်အားကြီးတိုင်းသာရှုံးပေးရရင်တမာကျန်းထဲမှာစစ်ဘလူးကြီးဂိုလီယက်ကိုတိုးချောင်းသားဒေးဗစ်နိုင်စရာမရှိအခြေခံလူရန်စားမပါတဲ့တော်လန်ရေးဆိုတာအတောင်မှန်မပါတဲ့ငှက်ပဲငါသေရင်ငါနောက်ကကောင်မင်းကိုခုတ်ပိုစတာလန်နဲ့လွှင့်လိုက်အမှန်ဘက်ကအသင့်ပြောမဆုံးပြီအမောဆုံးတွေမှာဒေါ်လုံးဝေမဲ့သူတွေသေလဲအစမ်းမဟုတ်မကြွေရဲပဲပန်းမလို့သစ္စာသည်